ကြော်ညာတွေလုံးဝမပါဘဲနဲ့ဒီနေ့ဒီချိန်အထိရက်တည်နေတဲ့ကုမ္ပဏီတစ်ခုအကြောင်းမင်္ဂလာပါကျွန်တော်တို့တွေ social media တွေတုံးကြရတယ် Facebook တို့ TikTok တို့တုံးဆွဲကြရတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့တွေကြော်ညာတွေကိုနေ့စဉ်နဲ့အမျှညီငွေလောက်အောင်ပဲကျွန်တော်တို့တွေမြင်တွေ့ကြရတယ်ပေါ့နော်ဒါပေမဲ့ထူးခြားစွာနဲ့ပဲဟိုးနှစ်ပေါင်းများစွာကနေဒီနေ့ဒီချိန်ထိကိုကြော်ညာလုံးဝမရှိဘဲနဲ့ရက်တည်နေတဲ့ကုမ္ပဏီတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တွေအမြဲအားထားရတဲ့အားကိုးရတဲ့ Wikipedia ဆိုတဲ့ website ပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီကုမ္ပဏီဟာဘယ်လိုမျိုးရက်တည်နေလဲ Wikipedia ဟာကျွန်တော်တို့ဒီကြော်ညာတွေကိုလုံးဝမထည့်ဘူးပေါ့နော်ကြော်ညာတွေလုံးဝလက်မခံဘူးသူကုမ္ပဏီကဘာနဲ့ရက်တည်နေလဲဆိုတော့ donation တွေနဲ့ရက်တည်နေရပေါ့နော်ကျွန်တော်တို့တွေပထမအချက်အနေနဲ့ကျွန်တော်တို့ Wikipedia website သုံးနေဆိုရင်အပေါ်နားလေးမှာတစ်ခါတလေစာတန်းလေးနဲ့အဲ့လိုကြလာမျိုးလေးရှိရပေါ့နော် coffee တစ်ခွက်စာ$2လူတန်းလို့ရတယ်လို့ပါဘူးပေါ့နော်အဲ့ဒါမျိုးလေးပေါ့အဲ့စာကိုလူတွေကမြင်တွေ့ပြီးတော့လူတွေကလည်းဒီ website အတွက်သူတို့အတွက်အကျိုးရှိတယ်ဆိုတော့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းလှူဒန်းကြတယ်ပေါ့နော်လှူဒန်းရနေအဲ့တနေရာကနေလဲသူတို့ကdonation တွေရတယ်နောက်တနေရာကကြတော့ကျွန်တော်တို့ Apple ရဲ့ Siri တို့ပြီးရင် Google တို့ Amazon တို့ပေါ့နော်သူတို့တွေရတယ် Wikipedia ကနေပြီးတော့ data တွေကိုယူသုံးကြတယ်ပေါ့နော်ယူသုံးကြတဲ့အပေါ်မှာသူတို့တွေကလည်းနှစ်စဉ်နဲ့အများ data ဘိုးပေါ့နော် Wikipedia ကိုပြန်ပြီးပေးရတာမျိုးတွေရှိရပေါ့နော်အဲ့ဒီကနေလေ Wikipedia ကပတ်စံရတယ်နောက်ဆုံးတနေရာကကြတော့ကျွန်တော်တို့စီမှာရန်ပုံငွေအဖွဲ့တွေရှိရပေါ့နော်သူတို့ရဲ့ website ကြီးရက်တန့်မသွားဖို့အတွက်ကိုပုံမှန်လူတန်းနေကြအဖွဲ့တွေရှိရပေါ့နော်အဲ့ဒီအဖွဲ့တွေကနေလဲသူတို့ကအမြဲတမ်းဒေါ်လာတွေရတယ်ပေါ့နော်အဲ့ဒီကနေလဲအဲ့3နေရာကနေပဲသူတို့ကဝင်ငွေကိုရပြီးတော့အဲ့ဝင်ငွေကနေပဲသူတို့ရဲ့ဝန်ထမ်းစရိတ်တွေပြီးရင် server ဘိုးတွေအဲ့ဒီကနေပဲသူတို့လဲပတ်လာတာဒီနေ့ဒီချိန်အထိပဲပေါ့နော်အဓိကကတော့ကျွန်တော်တို့လုပ်ငန်းလုပ်တဲ့နေရာမှာရိုးသားဖို့လိုတယ်ပေါ့နော်အဲ့ဒီရိုးသားမှုကိုအခြေခံပြီးတော့ပဲကျွန်တော်တို့ရဲ့ brand တွေရာလဲအခြေတည်လာတာမျိုးတွေ customer ရဲ့အမြင်မှာရိုးသားတယ်ဆိုတော့ brand ဖြစ်နေပုံဖော်လာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကိုယ့်ရဲ့မရှိတဲ့အရာကိုပြောမှထပ်ဆိုင်ရင်ကိုယ့်ရဲ့အခြေအနေအရှိကိုအရှိတိုင်းကိုပဲ customer တွေကိုချပြဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေအနေနဲ့ရောဒီ case study ကနေဘယ်လိုမျိုးသင်ခန်းစာတွေရခဲ့လဲပေါ့နော် comment ထဲမှာမျှဝေသွားလို့ရပါတယ်ခင်ဗျ